ကြီးတာဟုတ်လားအလျားရှိတယ်ဒီနေ့ compression မှာ sign မှာ column sign ဆက်တော့ column ရဲ့အဓိကနှံ့နိုင်တဲ့ strength compression နှံ့ရတဲ့ memory ကတော့ဒီလေယာဉ်ရှိပြီးတွေးတွေကလုံးနှံ့နိုင်တယ်။ column တစ်ခုရဲ့နှံ့နိုင်တဲ့ compression မှာတစ်ခုရဲ့နှံ့နိုင်တဲ့ strength ကဘယ်ပေါ်မှာမူတည်လဲဆို slender နဲ့ ratio တော့ဟုတ်လား K/R အဲ့ဒီပုံမှန်မူတည်ပြီးတော့ဒီလို string ကဒါပြောင်းလဲဖြစ် standard နဲ့ ratio များလေးဒီ string နဲ့ပဲခဏနိုင်တော့ကျွန်တော်ဒီ tension မှာ F5 ဒီအနည်းဆုံးရဒါပေမဲ့ compression မှာတော့ F5 ရောက်ဖို့အတွက် column ကတိ short ဖြစ်မှရအလျားတူမှာ compression ထမ်းရတဲ့ memory ကလက်လျားရှိသည်ဒီမထမ်းနိုင်ဘူး string မရလိမ့်နော်ဟုတ်တယ်ဒီတော့ကျွန်တော်မနေ့ကလည်း SSS ရဲ့ graph ပြီးခဲ့ column ရဲ့ strength curve column strength curve ကြီးကကျွန်တော်ဒီလျှာပေါ်မှာမူတည်ပြီးတော့လျှာရှိနေပြီ standard နဲ့ ratio များနေပြီ strength ကကျော့သွားနေပြီ strength ကျော့သွားတယ်ဒါကြောင့်ကျွန်တော်တို့ column တစ်ခုရဲ့ strength curve မှာလျှာကြီးတာဟုတ်လားလျှာရှိနေပြီမခံနိုင်နေပြီကဲဟုတ်ပြီ low and resistant factor design ရတာဒီ design နေနဲ့ compression မှာကခံနိုင်တဲ့လို့ find CPM greater than equal to ဟုတ်တာတော့ဒီ live design မှာအများအားဖြင့်လို့ဘက်က pattern နဲ့တူတယ်လို့အဲ့ဒါကို strength ဘက်ကကျတော့ rotation factor လေးကိုဆော့ချတယ် rotation မှာ design လုပ်ရတယ်ပြီလေ G limit pressure limit ဆိုတော့ find them 0.9 find them 0.75 ဆက်ပြင်ကျွန်တော်တွေ့တယ်တော့ material ရဲ့ကျွန်တော်စိတ်ချမှုပေါ်မှာ rotation factor လေးတွေသုံးတယ်ဒီ strength လောက်ပဲနည်းနည်းလေးဒီခါတဲ့အခါမှာ 0.9 လို့ပြောတယ် 10% ပဲ short normal strength ကို 10% short လေးစဉ်းစားတယ်အခုနောက်ခါကျွန်တော်ဒီ pressure limit လို့ပြောတယ် ultimate design strength ဒီကိုစဉ်းစားတယ် percent နာရီ golden day ဆိုရင်လည်းသူ find out 0.75 ဆိုတာဒီရဲ့ strength ကိုအများကြီးယူစဉ်းစားပြီးပြန် short တယ် percent တော့ပြန် short ဒါ find value တွေကြည့်ကြတော့ဒီအခုလည်းပဲ compression မှာ find value 0.85 ဖြစ်တယ်ကျွန်တော် reinforced concrete နဲ့တော့နည်းနည်းกว่า reinforced concrete ကကျတော့ 0.7 0.75 to find value ဟုတ်လားအခု steel က material က concrete ထက်ပိုစိတ်ရှာ steel material က concrete material ထက်စိတ်ရှာရတဲ့အတွက် find them ကိုတိုးယူတယ်ဒါကျွန်တော် reinforced concrete column ဒီမှာ time column 0.7 30% လောက်ချော့ normal strength ဘယ်လောက်ချော့လဲ 30% လောက်ချော့စဉ်းစားတယ် spherical column circular column cycler column စီ find them 0.75 ဖြစ်တဲ့အတွက် 25% short ကျွန်တော်တို့ဒီ steam မှာ0.85 လေးဖြစ်ဘယ်လောက်ပဲရော့လဲ normal strength တန်မှုကို 50% ပဲ short လိုက်ဒါ material စစ်ချအောင် concrete နဲ့ steel နဲ့တော့ပွာလာဟုတ်လား concrete column တော့ 0.75 ယူခဲ့တာအများဆုံး 0.75 ယူခဲ့တာဘယ်လောက်လဲ 0.5 ယူတယ်ဒါကြောင့် steam မှာတော့ compression မှာအတွက် find them 0.85 ဖြစ်တယ်ဒါကြောင့် normal strength column 2ကလောလောခံလဲဆိုရင် normal strength က 5C SCR into AG 50 K strength ဟုတ်လား column 2ကအများဆုံးဘယ်လောက်ခံနိုင်လဲဆိုရင်ဒီ SCR အဲ့ဒီ SCR ကိုပဲဒီက slender နဲ့ ratio ပေါ်မှာကြည့်ကြတယ်ဒါမှမဟုတ်လည်းပဲဒီ SSR လို့စသဖြင့်ဒီပြန်ပုံလာလေးတွေဒီပေါ်တော့ပဲပုံလာပြီးနေတာလေးလို့ပြောတော့
gear ပိုင်းအပေါ်မှာမကြည့်ဒါ main logic ကတော့ standard နဲ့ ratio များလေး standard နဲ့ ratio တန်ဖိုးများလေး FCR တန်ဖိုးကဖြစ်သွားလိမ့်မယ်ကျော့သွားလိမ့်မယ် length ကြီးမဆန်းနိုင်ဘူး compression မှာတခုက tension နဲ့ တူချက်ကအဲ့ဒါ tension မှာကအများကြီးတင်တယ်လို့ရှိရင် imaging ဆွဲနေတယ်သွားလိမ့်မယ် compression မှာကအများကြီးလေးဝေးနိုင်တယ်ဒါကြောင့်လည်းပဲလုံးမထမ်းလေးတွေလုံးမထမ်းလေးတွေဖြစ်တယ်ကျတော့ဒါမတရားလည်းပဲကျွန်တော်ဒီ lambda c ဆိုတဲ့ SSR က graph လေးမှာ lambda c တန်းလေးနဲ့တစ်ဆင့် equation တွေကျွန်တော်တွေ့ရတယ် lambda c က k by r square 1.5 pi square e ဆိုပြီးတော့ဒါနဲ့ lambda c ကိုပြောရတယ်ဆိုတော့ lambda c တန်းဖို့လက်ဆိုင်က 1.5 ဆိုရင်ပုံမှန်လေးတွေ့ရ FCR က 0.65 lambda c square f1 ဒီ equation လေးနဲ့ဒါတစ်ဆင့် FCR equation နဲ့ထွက်တာကပို့လဲတော့ equation မှတ်ပြီးဒီပဲကျွန်တော် graph 2ကကျွန်တော် graph ဖိုင် menu error ရှိတယ်ဒီပဲကျတော့ interpolation လုပ်အောင်မယ်ခုနဒီပဲနဲ့ဖိုင်ကိုယ့်ရဲ့ KY အတန်ဖိုးအတွက်ဒီပဲကပြီးတာအပေါ်တန်ဖိုးပဲပြီးတယ်ခုတန်ဖိုးကလည်းတည်းမှာဆိုတော့ကျွန်တော်တို့ဒါ interpolation လုပ်ရတယ် lemma ဆိုတော့ဟုတ်လား section ဒီပဲနဲ့ဖိုင်နဲ့ interpolation လုပ်ရမယ် graph နဲ့ဖိုင်ရင်လည်းပဲဖြစ်တယ် error ရှိတယ် graph ပတ်တဲ့ error ပြီးတော့ကျွန်တော်တို့က formula သိတာအကောင်းဆုံးပဲ formula နဲ့တွေ့တာနောက် lambda c တန်ဖိုးလေးတွေ့ရမယ် lambda c က 0.658 lambda c square f1 ဆိုတာ lambda c တန်ဖိုး let's say equal 1.5 ဒါဟာကျွန်တော် column တွေကိုပုံမှန် design လုပ်တဲ့တရားသိမရှိတဲ့ column တွေတရားအရင်မရှိတဲ့ column မျိုးတွေအသိတရားအရင်ရှိသွားပြီ slender ဖြစ်ပြီဆိုရင်တော့ဒီ range ဖြစ်တယ်အများကြီးပြီးသွားပြီပေါ့နော်ဒီ range ကြောင့်ပုံမှန်ကျွန်တော် design လုပ်တဲ့ range ကတော့ number 1 range lambda c let's say equal 1.5 ဆိုတဲ့ range ဒါတနည်းအားဖြင့်ပြောရင်ကျွန်တော်ဒီဘက်ကလည်းပဲ FCR တန်ဖိုးကnot less than 0.5 f1 0.5 f1 ဒီ string ရဲ့ the web ဒီ string ရဲ့ the web လောက်ရတဲ့ range ဒီ string ရဲ့ the web ထက်တောင်နေသွားပြီဆိုရင်အရာကတော်တော်ရှိသွားပြီအရာရှိလို့ string ကကျသွားတာဒီဘောက်မှာလည်းကျွန်တော် graph ပြီးပြီး KY အများလာလေးသက်ဆိုင်ရာကျွန်တော်တို့ဒီ string တွေကဘာမှမရတော့ဘူးဖြစ်တယ်ပုံမှန်တော့ကျွန်တော်တို့စဉ်းစားတဲ့ design string ရဲ့ the web လောက်my 36ဆိုရင် f1 က36ဆို18 KS ဆိုင်တော့ FCR ရတယ်အဲ့ဒီလောက်ပဲတရားသုံးတင်တယ်လို့ပြောတယ်တရားအနေနဲ့ဘယ်လောက်ပဲသုံးတင်လဲ18 KS ဆိုင်တော့ FCR ရတယ်ဟုတ်လား18 KS ဆိုင်တော့ FCR ရဲ့ web ပေါ့18 KS ဆိုင်တော့ FCR ရတယ် slender နဲ့ပြီးဆိုတော့ပြောချင်တာကကျွန်တော်တို့ length လေပေါ်မှာမူတည်တယ်လို့ပြောတော့ string က 15% နဲ့တော့ပြောရင် string နည်းနည်းလေးစီးရအလျားတူတူပဲသုံးလို့ရ string အများကြီးကောင်းလာလေးတွေ column အလျားပါလေရှစ်သုံးလို့ရတယ် column အလျားရှစ်သုံးလို့ရတယ်လို့ဖြစ်တယ်ဒါကကျွန်တော်တို့တစ်ခါပြန်ပြောတာပါနော်တကယ်တမ်းကျွန်တော်တို့ design လုပ်တဲ့ range ကဒီအလျားရှိလို့မဖြစ်ဆိုတော့ဒီကကျွန်တော်တို့ဒီ 0.5 f1 ချက်ကျော်သွားလို့မဖြစ်ဒါပေမဲ့မြန်မာတီတီလေးလုံးနေနေပဲဆန်းရတယ်မြန်မာလေးဆိုရင်တစ်ခါတလေမှာကျွန်တော်တို့ဒီ 0.5 f1 ချက် short ပြီးတော့ design လုပ်တာလည်းရှိ main column ကြီးကိုတော့ဒီ range ထဲမှာပဲ design လုပ်တယ် and elastic buckling range ကိုခေါ်တယ်အဲဒီ range ထဲမှာပဲ design လုပ်တယ် elastic range ကတော့ column တွေအတွက်က elastic range ထဲမှာမရှိတော့ဘူးဘာကြောင့်လဲလို့ပြောတော့ elastic range ကကြတော့ကျွန်တော်တို့ဒီ straight line ပေါ့ဒီ straight line ဖြစ်တဲ့ region က elastic range ဒါပြီးတော့မှ plastic range စပြီအဲဒီမှာ y string လို့ပြောတယ်ဒီ string ဒီ curve လေးရဲ့အဆုံးမှာရှိတဲ့ string ဒီ string ဒီတော့ကျွန်တော်တို့ဒါ column တွေအတွက်ကျွန်တော်တို့သုံးတယ်ဒီ curve လေး elastic buckling range ကိုခေါ်တယ်အဲ့ဒါပြီးတော့မှ plastic range သက်ဆိုင်ရာကျွန်တော်တို့ဒီ string ကျော်သွားတာနဲ့ ultimate design string ပေါ့လို့သွားတာတော့ကျွန်တော်တို့ design လုပ်တဲ့ range က f1 နဲ့ 0.5 f1 နဲ့ကြားရဲဆိုဒီကြားရဲပါပဲဒီ curve လေးဖြစ်တယ်ပြည်ချင်းလေးအဲ့ဒါကို elastic buckling range ကိုခေါ်တယ် material ဘက်က material ရဲ့ string curve အနေနဲ့ပြောရင်ကျွန်တော်တို့ design လုပ်တဲ့ range ကဒီ range ဖြစ်တယ် column ကို design လုပ်တဲ့ range က string အနေနဲ့ပြောရင် 0.5 f1 နဲ့ဒါက 0.5 f1 ဟုတ်လား f1 အဲ့ဒီ range ထဲမှာကျွန်တော်တို့ဒါ design လုပ်တယ်အဲ့ဒီ range ကိုဘာ range ကိုခေါ်လဲ inelastic buckling range ဒီ range ကကျတော့ DS 29030ရတယ်
strain နဲ့ strain နဲ့ direct proportion ဖြစ်တဲ့ range plastic range ကိုခေါ်တယ် plastic range ဆိုရင်ဒီ point ကိုရောက်တာမဟုတ်သေးဘူးကြားထဲမှာ plastic buckling range ဆိုတဲ့ range တစ်ခုရှိတယ်အဲ့ဒီ range ထဲမှာ column design လုပ်တယ်ဒါကြောင့်ကျွန်တော်တို့ပြောနိုင်တာကတော့ column ကရတဲ့ FCR less than F1 bigger than 0.5 F1 ဒါ FCR ဘယ်နဲ့ပဲကြားထဲမှာရှိရ F1 နဲ့ 0.5 F1 ကြားထဲမှာ main column နော်ဒါ main column ကြီး compression ကိုထားရတဲ့ column ကြီးတွေကို design လုပ်တယ်ကဲဟုတ်ပြီဒါကေ slender ဖြစ်ခဲ့ကျွန်တော်တို့ column ကအတောင်းကြောင့်အရာသိရှည်ပြီးတော့သုံးနေဟုတ်လားလျာသိရှည်ပြီးသုံးနေရင်ဒါပဲ FCR ရတယ် 0.877 divided by lambda c square f1 ဟုတ်လားဒါပဲ spin ရတယ်ဆိုတော့အဲ့ဒါကတော့ကျွန်တော်တို့ဒီ 0.5 f1 ထက်နည်းသွားလိမ့်မယ် 0.5 f1 ထက်နည်းနေလိမ့်မယ်ကဲဟုတ်ပြီကဲကျွန်တော်တို့သုံးတဲ့ column မှာ compression မှာ width thickness ratio နောက်ပိုင်းလိုက်တယ်ကျွန်တော်တို့ compression မှာ design beam မှာ design မှာ width thickness ratio ဆိုပြီးဒီဘက်ကကျွန်တော်တို့သုံးတဲ့ member ရဲ့ဟုတ်လား width and thickness plane ဆိုရင်လည်း plane width plane thickness ပေါ့ web ဆိုရင်လည်း web ရဲ့ width web ရဲ့ thickness ဒီတော့ကျွန်တော်တို့ I section member တစ်ခုကိုကြည့်ရင် I section member တစ်ခုက plane နှစ်ခုနဲ့ web တစ်ခုနဲ့ဆက်ထားတာ plate သုံးခုပါတယ်တော့ကျွန်တော် width thickness ratio ကိုဆိုတာ member ကြီးတစ်ခုလုံးအနေနဲ့တော့သက်ဆိုင်ရာ FCR နဲ့လို့တစ်ခုကိုထမ်းပြီးလို့ပြောပြမယ်ကျွန်တော်တို့တကယ်တမ်း plate ဒီသူ့ထဲမှာပါတဲ့ plate မှာ plane ကိုကြည့်ရင်width နဲ့ thickness နဲ့ ratio က BFI TF ဟုတ်လားရိုးပြောရင် BFI TF BFI TF ဆိုတဲ့ width thickness ratio အဲ့ဒါကိုသူကသတ်မှတ်တယ်ဒီ ratio လေးကတိတ်များလို့မရဘူးမြန်မာကြီးတစ်ခုလုံးအနေနဲ့မတွေးပေမဲ့ plate တွေလိမ်သွားနိုင်တယ်နောက် section ထဲမှာပါတဲ့ section နဲ့ dimension to thickness thickness အဲ့ဒီ thickness လေးတွေသိပ်ပိုင်းအပြတ်သွားနိုင်တယ်လိမ်သွားတာ look at buckling ကိုခေါ်တယ်ဒါကြောင့်အဲ့ဒီ width thickness ratio ကတိတ်များတယ် size ကတော့အရင်ကြီးဒါပေမဲ့ thickness ကပါပါလေးဆိုရင် size အနေနဲ့တော့ကြီးတယ် size ကြီးတယ် thickness ကပါပါလေးဆိုရင်အဲ့ဒီ plate လေးတွေဘာဖြစ်သွားနိုင်လဲလိမ်သွားနိုင်တယ် look at buckling ကိုခေါ်တယ် look at buckling plate လေးတွေအဲ့ဒီမြန်မာထဲမှာပါတဲ့ plate လေးတွေပြီးသွားနိုင်တယ်လိမ်သွားနိုင်တယ် Local buckling. အဲ့လိုဖြစ်ရင် strength ခုနက FCR ဒီမှာတွက်ခဲ့တယ် FCR တန်ဖိုးမရဘူးပြော့သွားတယ်ဒီမှာကျူးလို့ပြောတဲ့ factor လေးပါလားဟုတ်လားဒီကျွန်တော်တို့က 8 section လေး section 2 2တဲ့ဒါ 8 section ဆိုရင် file တွေမှာသုံးတယ်ဒီ column တွေမှာလည်းပဲသုံးတယ်ဒါပေမဲ့ကျွန်တော်တို့စီမှာတော့ဒီ 8 section မျိုးဝယ်လို့မရဘူး W section ညာလို့ဝယ်လို့ရတာပါ section ပဲဝယ်လို့ရတယ် white flange section flange က2နဲ့ web ကပါတယ်ဟုတ်လား flange 2နဲ့ web ပါပါတော်တော်များများ section တွေကဒီလိုကျွန်တော်တို့ spare section တွေမဟုတ်ဘူး weight နဲ့ depth ကနှစ်ဆလို့ section မျိုးတွေတွေ့ရတယ်ဥပမာ weight က150ဆိုရင်ဒီမှာ300အမီတာနဲ့ပြောတာဟုတ်လား150 300ဆိုတော့ကဘယ်နည်းကိုအဓိကထမ်းဖို့အတွက်ဘိုးမင်းကိုအဓိကထမ်းဖို့အတွက် depth ကောင်းပြီးတာတစ်ဆနှစ်ဆပေါ့1:2 plane thickness က2လေဒါ DF နဲ့ DW မှာ web thickness ကဘာဖြစ်လဲပါတယ်နောက် DF greater than DW ဒီ section မျိုး white plane section လို့ခေါ်တယ် W section ကျွန်တော်စီမံရေးဝယ်လို့ရတဲ့ section တွေဒီ section တွေကဒီ section မျိုးပဲဝယ်လို့ရတယ်ဒီ section မျိုး8 section လို့ပြောတယ် section ကကြတော့ spare ရှစ်လက်မ flange with လဲရှစ်လက်မ tab လဲရှစ်လက်မဒါနောင်းနဲ့ဒီတိုင်းပဲ plane thickness နဲ့ web thickness လဲဒီကတူတယ် plane thickness နဲ့ web thickness လဲတူတဲ့ section အဲ့ဒီ section မျိုးကို8 section လို့ခေါ်တယ်နောက်ဒီ section ကျတော့တူတန်မှုထည့်စဉ်းစားရမလို့ပဲနဲ့ FCR ဒါနဲ့ပြောလို့ရတယ်။ကော်လန်ကပူကောင်းတာကဘယ်ဟာပူကောင်းလဲ။ကော်လန်တွေအတွက်က8 section 8 section ကပူကောင်းတဲ့ section ဖြစ်တယ်။အခုကျွန်တော်တို့ကဒါပဲဝယ်လို့ရတော့ဒီ section တွေသုံးနေတယ်။တကယ်တမ်းကော်လန်အတွက်ကကျတော့ဒီပြင်ကျွန်တော်တို့ interior column ဒီ section တွေကကျတော့ဘယ်နည်းအဓိကခံရတဲ့ cable frame တွေစေယုံကြီးစေယုံ warehouse ဒီမှာကျတော့တိုင်ကဘေးတိုင်တစ်ခုပဲပါတယ်ဟုတ်လားဘေးတိုင်တစ်ခုပဲပါပြီးတော့စပင်ကကျေးနိုင်နှလုံးပဲပါတော့ဒီကောလန်နေတာဟိုဒီနေ့ကျွန်တော်ပြောပြပါမယ်cable frame လို့ခေါ်တယ်နိုင်နှလုံးနဲ့ရှိတဲ့ direction နိုင်နှလုံးဟုတ်လားဒီတော့ဒီမှာကျတော့ဒီလိုကြီးကျွန်တော်စပင်ကြီးကဒီအဲကအများကြီးဖြစ်တော့စပင်ကကျေးကြီးဖြစ်တဲ့အတွက်ဒီမှာ PDR span
ဆိုရင်ကျွန်တော်တို့ဒီမှာလုံနေနေနည်းနည်းလေးတင်ရင်တော့မှဘုမေကြီးအများကြီးဖြစ်တယ်ကောလမ်မှာလာနေတဲ့ဘုမေကအများကြီးပဲကောလမ်မှာဘုမေအများကြီးဖြစ်တယ်ဒါကြောင့်လုံနည်းနည်းလေးတင်ရင်တော့မှကောလမ်မှာလာတဲ့ဘုမေအများကြီးဖြစ်တယ်ဒါကြောင့်လည်းဒီကောလမ်တွေကိုဘီကောလမ်လို့ခေါ်တယ်ဒီကောလမ်တွေကိုဘီကောလမ်ဆိုပြီးတော့ခေါ်တယ်ဒီဘုမေတန်ဖို့အများကြီးဖြစ်တယ်ဟုတ်လားဘုမေတန်ဖို့အများကြီးပဲဒီတော့ဒီကောလမ်တွေကိုဘုမေအများကြီးရှိတဲ့အတွက်ဒီ cable frame အတွက်ကောလမ်တွေကြတော့ခုနကလို 8 section သုံးလို့မရတော့သူကမိုးမင်းကိုအဓိက major ထမ်းရတော့တာဖြစ်တဲ့အတွက်ဒီ section မျိုးဟုတ်လားအဲ့ဒီ section မျိုးကိုမှလှည့်တဲ့ပုံစံအမနီးရလဲ strong assist we assist ဆိုတာပြောတယ်အဓိကလာတဲ့ major movement direction အဲ့ဒီ movement ကိုဘာနဲ့ထမ်းရမလဲလို့ပြောတော့ strong assist နဲ့ထိုင်ဖို့ထမ်းပြရတယ်ဒါကြောင့် factory warehouse last span ကျေယူခုနတိုင်းနှလုံးထဲနဲ့လုပ်ပြီးဆိုရင်အဲ့ဒီတိုင်းမှာ movement ကြီးပဲဖြစ်တယ်အများကြီးလာတော့အဲ့ဒီ movement အများကြီးအတွက် column ထားမယ် position ဘာနဲ့ထမ်းခဲ့ရမလဲ strong assist နဲ့ထမ်းခဲ့ရမယ်ဒီလိုလဲဆက်ရမယ်ဒါပြင် section က8 section လို့သုံးလို့မရဘူးအား section တော့မယ် wide flange ကျွန်တော်စီမှာဒါကြောင့်တော်တော်များများကြောင်းဖို့တင်လာတဲ့လူတွေအားလုံးဟာအဲ့ဒီ wide flange section တွေပဲတင်ကြတယ်8 section ဆိုတာဆက်ရပါပါ8 section ဆိုမှာယူမှာတည်းမှာယူမှာရ8 section ကမှာယူမှာရမှာ H section. 8 section ကကြတော့ဥမာတချို့ factory ရှိတယ်ဒါနဲ့မှလည်းတိုင်းနေပါတယ်ဥမာအကျိုးစေရုံဘာလို့ရှိဒါနဲ့မှလည်းတိုင်းနေရှိတော့ပုံမှန် flow နေရှိတော့အပေါ်မှာ flow တော့လုပ်ချင်တယ်အလဲမှာတိုင်းရှိရင်ဘယ်လိုဖြစ်မလဲပုံမှန် flow ကြီးတော့လုပ်ချင်တယ်အမေအလဲမှာတိုင်းလုပ်ချင်ဘူးဟုတ်တာတိုင်းလုပ်ချင်ဘူးဆိုဘယ်လိုလုပ်အပေါ်အလဲမှာတိုင်းလည်းမရှိဘူးစပင်းကလည်းပြည်150ရှိပြည်150ရှိဥပတိုင်းဒီဘက်တိုင်းနှလုံးပဲရှိတိုင်းနှလုံးပဲရှိတယ်အလဲမှာလည်းပဲကျွန်တော်တို့အပေါ်ကလူတွေတက်မယ်ပုံတွေတင်မယ်စသဖြင့်ရှိတယ်ဘယ်လိုလုပ်ရမလဲtrust ဒီအကြီးလောက်အောင်ပြည်150 spend တဲ့ဆို trust တက်ကနေလာကြီးမို့ဟုတ်လား trust ကကျွန်တော်ပြည်150အတွက်ရှင်းမှလဲကျွန်တော်ဟုတ်လားမြန်မာတွေရဲ့ site estimation မှာပြောခဲ့တယ် K series တို့ဟုတ်လား LAC တို့ ERAC တို့စသဖြင့်ကျွန်တော် series ပြောခဲ့တယ်အဲ့ဒီမှာ spend ဘယ်လောက်တက်ဆိုရင်အဲ့ trust ရဲ့ debt လေးဘယ်လောက်လိုလဲဆိုတာပြောတယ်အမိလားရှင်းပါအမိလားACB အတွက်ဆိုရင် debt ဘယ်လောက်လိုလဲ CB အတွက်ဆိုရင် debt ဘယ်လောက်လိုလဲဆိုတာပြောခဲ့တယ်ဘယ်လောက်လဲ ACB အတွက်က Steve မတီတော့ ACB ရဲ့ရင်ချက်တော့ဟုတ်လား 0.75 minimum budget 0.75 spend ဟုတ်လား spend ကို 0.75 interest နဲ့နှောက်လိုက်တာနဲ့အဲ့လောက် interest budget လိုတယ်လို့ပြောတယ် yes leading key trust 0.5 interest or spend fee အဲ့ဒါဆိုရင် PD 50 spend ခုနကကျွန်တော်ပြောတယ် PD 50 spend 0.5 interest ဆိုတော့ဆိုတာပြောတယ်အမိလားရှင်းပါအမိလားACB အတွက်ဆိုရင် debt လောက်လို့လေ CB အတွက်ဆိုရင် debt လောက်လို့လေဆိုတော့ပြောတယ်ဘယ်လောက်လဲ ACB အတွက်က Steve မတီတော့ ACB ရဲ့ရင်ချက်တော့ဟုတ်လား 0.75 minimum budget 0.75 spend ဟုတ်လား spend ကို 0.75 interest နဲ့နှောက်လိုက်တာနဲ့အဲ့လောက် interest budget လိုတယ်လို့ပြောတယ် yes leading key trust 0.5 interest or spend fee အဲ့ဒါဆိုရင် PD 50 spend ခုနကကျွန်တော်ပြောတယ် PD 50 spend 0.5 interest ဆိုတော့ percent ဟုတ်လားအဲ့တော့အဲ့ trust ရဲ့ debt က6ပေ3လောက်အနည်းဆုံးလို့တာ6ပေ3လောက်သူလုံးနဲ့ဆိုင်သေးတယ်လုံးညားနေလေအဲ့ဒီ6ပေ3လောက်မှ3ရတဲ့ member size ကြီးအကြီးကြီးဖြစ်ကြီးတော့ trust ကြီးကတကယ်အခိုင်အမာလုပ်ရမယ်ကဲဟုတ်ပြီ trust ကတော့ခိုင်မိထားလိုက်ဒီလိုလဲထမ်းပြီ spend 150တဲ့သက်ဆိုင်ရာ depression ကြီးလောက်ရဲဝင်နေထားလိုက်အဲ့ဒီ trust ကိုထမ်းမဲ့ဘေးရတာတော့မရှိတိုင်းလုံးမရှိဘေးရတယ်ဘာလဲလို့လဲအဲ့ဒါအဲ့ trust ကိုထမ်းမဲ့ဘေးရတိုင်နေပဲ trust လို့ရတယ်နောက်ပိုင်းကျွန်တော် column မှာမြန်မာတစ်ခုလေး column မရတော့ဘူးဆိုရင် trust column ဒါရာကြီးကလည်း trust column ကလည်းဗာလေ trust column ကလည်း trust ဘယ်လိုဆိုအားသာရုံနဲ့တွေ့မှာအားသာရုံနဲ့ပေါ်ကလည်း trust ဒီက column လည်းဗာလေ trust ပဲ lattice column လို့ခေါ်တယ် lattice column lattice က lattice ဆိုတာ trust ပါပဲမှန်တော့ဒီမှာတိတိလေးစုဝေးပြီးလုပ်လိုက်တာ wine ယူနေမြန်မာမဟုတ်ဘူးမြန်မာတစ်ဆောင်နေမဟုတ်ဘူးမြန်မာတိတိလေးအများကြီးကိုစုဝေးပြီးလုပ်တာဗာလေ
lettuce လို့ပြော lettuce kara original မြန်မာဆို kara လို့ပြော particular မြန်မာဆို lettuce column ဟုတ်လား lettuce column lettuce kara အားလုံး trusted ဒါကြောင့်ကျွန်တော် thick span ကြီးဖြစ်လာရင်ဒါလည်းမှလည်းဘာမှတိုင်မလို့ခြင်းဘူးဆိုရင်ဒီဇိုင်းမှာတစ်ခါလေးကြာတော့ကတ်တက်ပြီးတော့လာလို့ရှိတယ်ကတ်တက်ပြီးတော့အဲဒီဘေးကကောင်ကိုကျွန်တော်တို့အဲဒီ trust ကြီးမလုပ်ချင်ဘူးလို့ဖြစ်ပြန်ရင်တော့လာခဲ့ပြီအဲ့ဒါဆိုရင်တော့မလုပ်နိုင်ဘူးလို့ပြောလိုက်အောင်ဟုတ်လားအဲဒီဒီဇိုင်းမလုပ်နိုင်တော့ဘူးဘေးက section ကြီးကိုဘေးလက်နောက်တစ်ဆင့်ကဘေးက section ကိုခေါ်တယ်အဲ့ဒါသူက trust လုပ်ရင် trust ရဲ့ depth လို့တော့ trust ရဲ့ depth ဒီ trust ကြီး6ပေကိုထမ်းဖို့အတွက်ဘေးက trust ကြီးရတယ်ပဲသစင်က6ပေပတ်ဝန်းကျင်အဲဒီ trust ကြီးလို့ဒါမှဒါလည်း trust ဒါကြီးလည်းပါလေ trust ဒီတော့ give လည်း trust ကြီးတယ် constitution ကတော့ time ကဘယ်လောက်ကြာမလဲ one frame အများကြီးဆက်ရမယ်မြန်မာတည်အများကြီးဆက်ရမယ် column လည်း trust ကရာလည်း trust ဘောမိုးလည်း trust ဟုတ်လားအားလုံး trust ကြီးတယ်ဟုတ်လားဒါတော့ကျွန်တော်တို့ပြင်မှာလုပ်ပေါ့ဟုတ်ကဲ့စေအောင်မလုပ် grain နဲ့ပေါင်း grain နဲ့ clean စသဖြင့်ဒါတွေလုပ်အောင်နော်အဲဒီတော့ grain facility ပေါ့နော်တော့ပေါင်းမှရကဲဟုတ်ပြီကျွန်တော်ကြောက်ချင်တာကမြန်မာတွေ withingness ratio ဒါသူသတ်မှတ်တယ် withingness ratio မကိုက်ညီတဲ့ section မျိုးဆိုရင်အဲ့ဒီ two factor လေးတွေပါလားအခု A section ဆိုရင်တော့ due to တဲ့ withingness ratio ကိုက်တယ်ဒါကြောင့်လည်းပဲသူက A section ဆိုရင် 2 1ဒီတိုင်းပဲလို့ပြောတယ်ကဲရင်တော့ကျွန်တော် withingness ratio မကိုက်ညီဘူးဆိုရင် local buckling ဖြစ်တဲ့အတွက် strength ထပ်ပြီးတော့ SCR တန်ဖိုးထပ်ကျော်တယ် two factor လေးပါလားထပ်ပြီးတော့ကြော့ကျသွားတာဒါကြောင့်ကျွန်တော်တို့ local buckling ဖြစ်ရင် strength ကဒီမှာရတဲ့ strength လောက်မခံနိုင်ဘူး။နောက် W section နဲ့ A section နဲ့ဘယ်ဟာပိုကောင်းလဲ compression load က A section ကကောင်းတယ်။ဆိုတော့ဒီလိုကစေယုံမျိုးတွေအလဲမှာ column တွေပါရင်တော့ A section မျိုးသုံးနိုင်အလဲ column ပဲပြောတယ်။အလဲ column ကြီးအလဲ column ကြီးကျတော့ percent attribute area ညီနေတာကိုဒီ base panel လည်းညီတဲ့အတွက်လာတဲ့ movement နှစ်ဖက်လည်းပါဖြစ်တယ်။ညီနေတဲ့အတွက် A section ပိုကောင်းတယ်။ I section ကြီးဒီလို W section ကြီးတော့မတင်တော့ဘူး။ဒါကြောင့်စေယုံနဲ့ဖြစ်အတွင်းထဲက column တွေပါခဲ့အတွင်းထဲက column တွေပါခဲ့ A section column တွေကအပြင်ဘက်က exterior column exterior column ဆိုတာတစ်ဖက် movement အခုလို column မှာလည်းပဲ column type ပဲမျိုးရှိတယ်။ AC column ပဲဖြစ် stick column ပဲဖြစ် column type ဒီမျိုးရှိတယ် column type 3မျိုး column type 3မျိုးရှိတယ် column type 3မျိုးကနံပါတ်1 easily လုပ်တဲ့ easily လုပ်တဲ့ column RC design မှာလည်း easily လုပ် only movement ရမ်းနေတဲ့ column ခုနကကျွန်တော်ပြောတဲ့ interior column span ကိုပဲဒီဘက်အကုန်ကြီးတယ်ဟုတ်လားဒီဘက်က span လည်းပဲကြီးတယ်ဒီဘက်လို direction span လည်းပဲကြီးတယ်အဲ့ဒါဆိုဒီ interior column တွေဟာလုပ်တယ်လို့ပြော movement ကရမ်းနေတာကျွန်တော် RC column design မှာဆိုရင် small centricity လို့ပြောတယ် small centricity ဆိုတော့ movement နေတယ်အဲ့ဒီ column တွေကို easily လုပ်တဲ့ column လို့ခေါ်တယ်ဒီတစ်ခုလေဒီ column မျိုးမှာဗာလဲအဲ့ဒီ P တစ်ခုလေ movement ဘာမှမရှိတဲ့ column ဟုတ်တယ် P တစ်ခုလေအများကြီးထမ်းနိုင်တယ်P တစ်ခုလေအများကြီးထမ်းနိုင်တယ်ဟုတ်ပြီဒုတိယ column unit except bending column ဒါ RC design တိုင်းပဲကျွန်တော်ဒီတိုင်းပဲခေါ်လိုက်တော့ unit except bending လူ column မျိုးလေ unit except bending column movement တစ်ဖက်တည်းလာတယ်ပေါ့ movement တစ်ဖက်တည်းရှိနောက်တစ်ဖက်က0နီးပါးပေါ့နည်းနည်းလေးတစ်ဖက်ကအများကြီးတစ်ဖက်ကနည်းနည်းလေးဒီနေရာ column မျိုးလေးလေ unit except bending column ဟုတ်နော်ဒီကနေ့ညနေထိုးရဒီ column unit except bending column ဒီ direction မှာကတော့အများကြီးရှိတယ်ဒီဘက် less span ရှိတယ်ဟိုဘက် less span ရှိတယ်ဒီတော့ဒီဘက် span ကဖြစ်တဲ့ movement နဲ့ဟိုဘက် span ကဖြစ်တဲ့ movement ကိုဖြစ်သွားတယ်ကြီးသွားပြီးတော့ဒီ column မှာ extraction အတွက် movement 0နီးပါးနည်းနည်းလေးပဲရှိဒီ direction y direction movement ကကျတော့ n ရောက်နေတယ်ကြောင့်ဗီဒီနီရဲ့ n interior column ပေါ့ n interior တစ်ဖက်က n ရောက်တယ်နောက်တစ်ဖက်ကဗာလဲ interior အခုဒီလို column မျိုးဒါ column နောက်စဉ်းစားနေတဲ့ column
ဘဒီဘကြည်ကုန်တာ extraction မှာကြည်ကုန်တယ်ဒီဘ direction ကကြောက်တော့မကြည်ဘူးကျန်နေတယ်ဒါကြောင့်အဲ့ဒီ column မှာ unit bending column လို့ခေါ်တယ်ဒီ column မျိုးအခုကျွန်တော်ဒီ column မျိုးကဒါ unit bending column in interior ဒီဘ frame ကအစွန်းဆုံးဒီဘ frame နဲ့ပြောရင်ဗါလဲအစွန်းဆုံးဒီဘ frame နဲ့ပြောရင်အလေးဒီဘ frame နဲ့ပြောရင်အလေးဒါကြောင့်ဒီဘက်ကကြည်သွားတယ် moment တစ်ခုကြည်သွားတယ်ဒီဘက်ကကျတော့ကြည်စရာမရှိဘူးလာတဲ့ moment ဒီတိုင်းပဲလာတဲ့ moment ဒီတိုင်းပဲကဲဟုတ်ပြီဒီ column မျိုးတာကို unit bending column လို့ခေါ်တယ် unit bending column moment တစ်ဖက်တည်းအများကြီးရှိတဲ့ column ဒီမှာလိုပြောရင် moment တစ်ဖက်တည်းအများကြီးရှိတဲ့ column unit bending ဒါက easily လုပ်တဲ့လောက်လုံးမထားနိုင်တော့ကဲနောက်ထပ် high bending column high bending နှစ်ဖက်စလုံး moment အများကြီးရှိတယ် high bending column ဒီရဲ့ဒီတစ်လုံးမှာဘယ်နှလုံးရှိလဲ high bending column လေးလုံး rectangular building ဆိုရင်ဒါလေးလုံးပဲရှိA shape ပဲA shape ပဲ6လုံးဟမ်ဘယ်နှလုံးရှိလဲ1 2 3 4 5 6 6လုံးရှိA shape ဒီ A shape column ဒီလည်းမဲ့ building shape ပေါ်မှာတော့မိမိနှစ်ဖက်စလုံးလာတော့စွန်ဘက် down column นี่ corner column นี่ high bending column တက်ဟုတ်ပြီဒီလို column မျိုးဟုတ်လားဒီလို column မျိုးအဲ့ဒီ column မျိုးတွေကနှစ်ဖက်စလုံး movement အများကြီးကြည်စရာမရှိတဲ့အတွက်အများကြီးကျန်တယ်နှစ်ဖက်စလုံး movement ကကျန်နေတာ expression movement ကို y direction movement ကိုကျန်နေတာ high bending column ဖြစ်တယ်ဒီပြင်ကျွန်တော် corner column down column ကြောင့် down column ကလုံနေနဲ့ပြောရင်တော့နေတယ် movement ကအများကြီးပဲအဲ့ဒါခါဒီမှာကျွန်တော် down column တွေက beam span ကျဲ down column တွေကအလဲ column တွေပါကြည့်တယ် down column တွေက area နဲ့ကပြောရင်၄ဘုံတစ်ဘုံပဲရှိနေတယ်အလဲ column တွေကဟိုဘက်တစ်ဝက်ဒီဘက်တစ်ဝက်ဆိုတော့ 100% area ပေါ့ဟိုတော့နောက်က column အဲ့ဒီ column စင်တာ 100% area ထား 100% area ထား down column က 25% ပဲထားစိတ်လေးပဲထား column တစ်ခုရဲ့ tributary area မှာ down column က area ထားတဲ့ area က၄ဘုံတစ်ဘုံပဲထားနောက်လုံနေနဲ့ 25% လောက်ပဲရှိလုံနေနဲ့ 25% ဒါပေမဲ့ movement ကဗာလေကိုမ movement 0လို့ဒီပါ movement ဘာမှမရှိဘူးဒါပေမဲ့ down column က movement ကဗာလေနှစ်ဖက်စလုံးလားနှစ်ဖက်စလုံးလားဒါကြောင့်ကျွန်တော် column နေမှာ type အနေနဲ့3မျိုး column type 3မျိုးလဲကျွန်တော် RC column နဲ့ ST column နဲ့ဖြစ်နေမျိုးလို့လေတစ်ဖက်ကပြောရင် movement ညားလာတာနဲ့အမျှအပြစ်လား movement ညားလာတာနဲ့ column ရဲ့ထမ်းနိုင်ဟာပြည်တန်မှုပဲဖြစ်သွားလေကျသွားတယ်ဒါ RC column design မှာ impression diagram ကပြောတယ် impression diagram က movement ညာ centricity ညာရင်မဖြစ်သွားလဲ movement ညာ centricity ညာရင်ဒီမှာလည်းကျွန်တော်ဆွဲပြခဲ့ပြီ RC column ရဲ့ design RC column design မှာ column interaction diagram လေးတစ်ဖက်က movement နောက်တစ်ဖက်က axial လို့နောက်တစ်ဖက်က axial လို့ interaction diagram မှာ quick graph တွေအပိုင်းလဲ quick graph အဲ့ရပါလေ quick graph တွေရပါလေ C ratio quick graph တွေကဒီ column ထဲမှာထည့်မဲ့ C ratio ဒီ bar ratio 1% ထဲမှာ 2% ထဲမှာ 3% ထဲမှာဟုတ်လား ratio ကိုက 3% တင်နေဆိုရင် 0.03 မှာဖတ် 0.03 မှာဖတ်ကဲနောက်တစ်ခုပါသေးတယ် direction diagram ဘယ်လိုပါလဲ centricity ဒီ line နေဟုတ်ပြီ moment နဲ့ centricity နဲ့ဒီလဲဆုံးတော့ပါဟုတ်လား moment ညာ centricity ညာဒီမှာအောင်ရောက်ပါကဲ moment သိညာရင် centricity သိညာသွားရင်ကိုထည့်ထားတဲ့ C ကလုံးနည်းနည်းလေးပဲထမ်းတော့တယ် moment နည်းနည်းလေးကိုထည့်ထားတဲ့ C ကအများကြီးထမ်းတယ် moment နည်းနည်း centricity နည်းနည်းလေးပဲရှိရင်လုံးပါဖြစ်တယ်အများကြီးထမ်းနိုင်လုံးအများကြီးထမ်းနိုင်ထည့်ထားတဲ့ C အတူတူပဲဒါပေမဲ့ဒီ column section မှာ moment များသွားတာနဲ့ centricity များသွားရင်ဘာဖြစ်သွားလဲလို့နည်းနည်းလေးထမ်းတော့တယ် moment ညာ centricity များသွားတဲ့အတွက်လုံးနည်းနည်းပဲထမ်းမယ်လို့ပြောအခုကျွန်တော်တို့ဒီ C column နဲ့ဒီတိုင်းပဲဒီပေါ့ပဲ moment သိညာလာရင်ထမ်းနိုင်တဲ့လုံးဘာဖြစ်သွားလဲ
ကျသွားတယ်ဒါ stick column တစ်တိုင်းမှာတော့ standard နဲ့ ratio နဲ့ပြောတယ် standard နဲ့ ratio များသွားနေပြီပိုပြီးနိုင်တဲ့ကောင်ပိုပြီးနိုင်တဲ့ကောင်လေး standard နဲ့ ratio များသွားမယ်များသွားတာနဲ့လုထမ်းနိုင်တဲ့တန်ဖိုးကျသွားပြီကဲဟုတ်ပြီဒါကျွန်တော် column design မှာသက်ဆိုင်ရာ FCR ပေါ့ FCR ဘယ်လောက်ရလဲဆိုတာအဓိကဘာပေါ်မှာမကြည့်လဲဆိုတော့ standard နဲ့ ratio ဒါပြင်ကိုသုံးတဲ့ session ရဲ့ width thickness ratio သူသတ်မှတ်တဲ့ living နဲ့မကိုက်ညီရင်ထပ်ပြီးတော့ FCR ကိုထပ်လျှော့တယ်ဒီတူတန်မိုးလေးတွေပါလာနော်တူ factor လေးတွေပါလာတယ်ဆိုတာကို width thickness ratio မကိုက်ညီမှာကဲဟုတ်ပြီနောက်တစ်ခုကကျတော့ compression မဲမှာ column ဟုတ်ပဲနဲ့အမဒီရတယ်ပဲ compression မဲမှာလည်းမှာ strut extension post ဒါတွေတွေ့ခဲ့အဲ့မှာဒီ compression တော့ compression နဲ့ easier compression ကိုထမ်းရတာပဲဒါပေမဲ့ column ဟုတ်ဘူး column ဟုတ် trust ရဲ့မဲမှာလေအဲ့ trust ရဲ့မှာဆိုရင်ကျွန်တော်တို့ top bottom cost ရှိဒီတော့ top cost ကပါလေအဲ့ကျွန်တော်တို့လည်းပြောတာများတော့ကျွန်တော်တို့လည်းလုံးထွေးပြီးတော့ဘာမှတော့မသိတော့ဟုတ်လားဒါတွေလည်းရှင်းမှကျွန်တော်ပြောခဲ့ပြီးပြီလို့ထင်တယ်ရှင်းပိုင်းကဟုတ်လားဒါတွေပြောခဲ့ပြီးပြီမြန်မာလေး simplicity များသွားရင်ဘာဖြစ်သွားလဲလို့ဒီကထန်တော့